ကုသိုလ်လုပ်တာကမခက်ဘူးကုသိုလ်လုပ်ဖို့တတိယတာကခက်တယ်နော်လုပ်ဖြစ်ဖို့မတမခဲရင်ဘာလို့လဲဆိုရင်လူရဲ့သဘောတရားကွာဒီနေ့တော့မအားသေးဘူးလက်ဖြန်ကြမယ်နေ့တော့ဘုရားရှင်မခိုးသေးဘူးနားလိုက်အောင်မယ်သမင်းစားတော့ဒီနေ့နားလိုက်အောင်မယ်လို့မရှိဘူးဒါဒီပြင်ကြည့်ကြည့်ရင်လည်းဒီနေ့ဇကာကောင်းတယ်မနာဘူးလောက်ပဲမှန်းနေနော်ဥပုဒ်တော်ခဏချထားအောင်မယ်ကဲစဉ်းစားတာကြည့်ဖို့လူသဘာဝဟာနော်နားခြင်းနားရဲ့အနှစ်သာရကိုပဲနားတယ်အနှစ်သာရမရှိတာတွေကိုမနာဘူးမနာတဲ့အတွက်ကြောင့်ကိုယ်ကိုယ်နဲ့စဉ်းစားကြည့်ဩငါတို့ကအနှစ်မဟုတ်တာကိုအနှစ်လို့ထင်နေပါလားလို့ဆိုရက်သိဖို့မလိုဘူးလားလိုတယ်တို့အနှစ်ရအောင်လုပ်မှဖြစ်မယ်မနေ့မိုးလင်းလာကြတယ်အနှစ်ရအောင်လုပ်ဖို့လွယ်ပါတယ်ဘာလုပ်ရမလဲကိုယ်စိတ်ကလေးကိုတတ္ထပရိဘာဝိတံစိတ်တရားတရားနဲ့ထုံမွမ်းနေရမယ်တရားတရားဆိုတာဘုရားကုံကိုတွေးလိုက်ကိုယ်အိမ်မှာကိုယ်ဝဲထားတဲ့ဘုရားကစားပဲဘုရားကိုကြည်ညိုတဲ့စိတ်တွေနဲ့စဉ်းစားကြည့်လိုက်ဩမြတ်စွာဘုရားဆိုတာအမှန်တရားကိုဟောလို့ဘုရားဟောလို့တို့ကုသိုလ်အကုသိုလ်သိရတာပါလားတဏှာဥကလွတ်တဲ့နည်းတွေငါတို့သိရပါတာပါလားဆိုပြီးတော့ဘုရားရဲ့ဂုဏ်တွေကိုအာရုံပြုလိုက်လို့ရှင်စိတ်ထဲမှာကြည်နူးတဲ့တရားတရားတွေဖြစ်လာတယ်အဲ့ဒီတဏှာနဲ့ကိုယ်စိတ်လေးကိုထုံမွမ်းပေးထားလိုက်နောက်တစ်ခါသီလပရိဘာဝိတသီလနဲ့ထုံမွမ်းလိုက်၅ပါးသီလလေးခံပြီးဒီကနေ့တော့၅ပါးသီလငါမကြိုးဘူးနော်ပါဏာတိပါဒကလုံးတယ်လုံးယုံနေမကဘူးပါဏာတိပါဒကရှေ့ဆက်လုံးเสียရှိတယ်နော်သူများတဲ့တတ်ချင်းမှရှောင်းမဤလို့ဒီတစ်ခုတည်းနဲ့မပြီးသေးဘူးနှစ်မျိုးလာတယ်ဆိုတာတတိထားနော်ရှောင်းခြင်းနဲ့လှုပ်ဆောင်ခြင်းနှစ်ခုရှိတယ်ရှောင်းရမှနဲ့လှုပ်ဆောင်ရမှနှစ်ခုအဲ့တော့ပါဏာတိပါဒကရှောင်းတယ်ဆိုတာရှောင်းတာတစ်ခုပဲရှိသေးတယ်လှုပ်ဆောင်တာမပါသေးဘူးအဲ့တော့လှုပ်ဆောင်ခြင်းဘာလို့ရမလို့ဆိုတရားဝါရီပေါ်မှာအကျဉ်းတရားမေတ္တာပွားတာဒါလှုပ်တာ။အော်နေ့စဉ်နဲ့အမျှလူတွေညှင်းဆဲတဲ့တရားဝါရီဟာဒုက္ခရောက်နေကြပါလား။ဆင်းရဲဒုက္ခကလွတ်ကြပါစေ။တရားဝါရီအစဉ်ပြေကြပါစေ။အသက်ရှိရှိနေကြပါစေနဲ့ဟောမေတ္တာပွားလိုက်လို့ရှိရင်ဘလောက်တမိုးတွေတက်သွားမလဲ။သီလနဲ့ပတ်သက်လာလို့ရှိရင်နောက်သူများပစ္စည်းကိုယ်ပစ္စည်းပျောက်သွားရင်စိတ်ဆင်းရဲရှာကြမှာသူများပစ္စည်းဆိုတော့မယူပါဘူးတော့သူများပစ္စည်းယူခြင်းမှရှောင်နေစင်စင်ကြဲကြဲနေထိုင်တာလုပ်ရမယ်ကာမိတုမိစ္ဆာစရာသူမိသားစုကိုမိသားစုဒီခွန်သိက္ခာပြပြအောင်မလုပ်တဲ့မူရှောင်နေစင်ကြဲအောင်နေတယ်မပြစ်မှားဘူးဆိုဟောခွန်သိက္ခာလေးဘုဒ္ဓဝါဒရှောင်နေမှန်တာဟောတာပြောတယ်မလုပ်တဲ့နာနဲ့လုပ်တဲ့သူရမေရယရှောင်နေရှောင်ရုံနဲ့မကားဘူးရှင်မှုမနေပဲနဲ့ဥပုံနေဥပုံဆောင်မယ်ဘုရားရှိခိုးခြင်းဘုရားရှိခိုးမယ်ဒါနကောင်းမှုတွေလုပ်မယ်သီလဆောင်တည်မယ်ဆိုတော့ဟောအဲ့ဒီလိုလောရမနဲ့ရှောင်းရမနှစ်ခုတွဲသွားတယ်အဲ့ဒီကိုချင်းသီလလေးကိုတနေ့အနည်းဆုံးတစ်ချိန်ပဲဖြစ်ဖြစ်ဒီနေ့ငါ၅ပါးသီလလုံးရလားပါဏာတိပါဒလုံးရလားချင်းကလေးပြန်ဖတ်ခနဲ့ရိုက်မိသလားအဲ့ဒါကစပြီးတော့ပါဏာတိပါဒကလုံးနေဆိုရင်ဒီနေ့ငါအတွက်ကံကောင်းနေစွာ၅ပါးသီလငါလုံးသွားပြီဆိုပြီးဝန္တာကြည်နုံဖြစ်တယ်အဲ့ဒါသီလပရိဘာဝိတံစိတ်တံလို့ခေါ်တယ်သီလနဲ့ကိုယ်စိတ်လေးကိုထုံမွမ်းပေးထားတာနော်တတ္တပရိဘာဝိတသီလပရိဘာဝိတစာခပရိဘာဝိတကိုလှူတန်းထားတဲ့ပစ္စည်းတွေကိုယ့်ရဲ့ဒါနကောင်းမှုတွေအာယုပြုပြီးတော့ငါဘယ်တော့မှဘာလှူတယ်ဘယ်တော့မှဘာလှူတယ်ဆိုတာဒီအဲ့ဒါလို့နောက်ဆုံးမှဘုရားကိုနေ့စဉ်ပန်းတင်နာရေချမ်းတင်နာအစအကုန်လုံးစီမီထွန်းတာကအစနေ့စဉ်အလှူဒါနတွေကိုအာယုံပြုပြီးတော့နေပဲဆိုရင်စာခပရိဘာဝိတံစိတ်တံ